လုံးဝမင်္ဂလာပါရှင်ဂျက်စီကာတက် vlog ကနေကြိုဆိုပါရစေเนาะဒီနေ့ထက်ကလေးပယ်သွားမလဲဘာစားမလဲဆိုတာကိုထက်နဲ့အတူတူဒီ vlog လေးကနေလိုက်ကြည့်ပါအောင်เนาะအခုသွားနေတာကတော့လေ MPK Center ဖြစ်ပါတယ် MPK Center ဆိုလို့ရှိရင်စားစရာတောက်စရာတွေလည်းပေါ်တယ်ပြီးတော့ shopping ထွက်ရတာလည်းအရန်ကိုအဆင်ပြေတယ်ပေါ့နော်အဲ့ဒီမှာလေတော်တော်များများကတော့ foreigner တွေလာကြတာများတယ် foreigner တွေကဒီ MPK မှာပို့ပြီးတော့shopping ထွက်ကြတယ်โอเคအဲ့ဒီအယုတ်ကလေးတွေကလေအရန်လှပြီးအရန်ချစ်ဖို့ကောင်းတော့ကိုကကလေးမဟုတ်ပေမဲ့လေအရန်လူချင်းမိတယ်ပေါ့နော်ဒါပေမဲ့လည်းကိုပြန်ထိန်းလိုက်ပါတယ်ငါကလေးမဟုတ်ဘူးဆိုပြီးတော့ပဲထက်တတိယတက်ကိုရောက်တဲ့အချိန်မှာ Super Sport ဆိုတဲ့ factory store လေးကိုတွေ့ပါတယ်အဲ့ဒီမှာကလေသူကဖနက်တွေ branded ဖနက်တွေပေါ့နော်ဖနက်တွေ8တွေအင်ကြီးတွေတော်တော်များများကို discount item လေးတွေလိုမျိုးရပါတယ်အဲ့နဲ့နောက်တနေရာမှာကြည့်လိုက်တော့လူတွေအများကြီးကြည့်နေကြတာနဲ့စိတ်ဝင်စားလို့တော့ကြည့်လိုက်တာ LED မီးလေးတွေဖြစ်နေတယ်ထက်ကြည့်လိုက်တဲ့အချိန်မှာလဲကီချင်းလေးတွေအရန်တော့လှတယ်ဒါပေမဲ့ तू ကလေတပုတ်မရိုက်ရဘူးလို့ပြောထားတယ်ကိုကဗီဒီယိုရိုက်တာဆိုတော့ခိုးရိုက်လာခဲ့တယ်ပြီးတော့နောက်တစ်ထပ်ကိုတက်ပါတယ်ဗိုက်စာနေတာဖြစ်တဲ့အတွက်အစားအသောက်စားဖို့လိုက်ရှာပါတယ်စားတောက်ဆိုင်ရှာဖို့အတွက်ကိုဒီပေပုတ်မှာရှာကြည့်တဲ့အခါမှာထက်စားခြင်းနဲ့စားတော့ဟာမတွေ့ဘူးပေါ့နော်အဲ့ဒါနဲ့ပဲလမ်းလျှောက်ပြီးတော့ရှာပါတယ်လမ်းလျှောက်ရှာနေနဲ့ပဲဟိုငေးဒီငေးပေါ့နော်ဟိုငေးဒီငေးနေနဲ့ပဲကြည်တယ်ဟိုဘက်မှာKFC ငါတည်တယ်တွေ့ပြီနောက်တစ်ခုပြီးတော့နောက်ဒီဘက်ကိုကြည့်လိုက်တော့လဲ Cafe Amazon ငါတည်ပြန်ပြီဒီဆိုင်ဆိုပြီးတော့ကိုစားချင်တဲ့ဆိုင်ကမတွေ့သေးဘူးပေါ့နော်ရှိုင်းနဲ့ပဲဟဲတွေ့ပြီဆိုဒါပေမဲ့ဘလော့ရိုက်ရမှာဖြစ်တဲ့အတွက်ဗိုက်စာနေလဲတီးခံပြီးလှတက်ပတ်တာလေးပဲများပြီးတော့အဲ့လိုမျိုးလေးလက်ညှိုးထိုးပြီးရိုက်လိုက်ပါတယ် YKK ကိုဆိုင်လေးဖြစ်ပါတယ်ထက်ကလေးကြေးဥဆိုရင်အမြဲတမ်းအရေးနဲ့ပဲစားတတ်တယ်ပြီးရင်ဇီးဖြော်ရည်လေးကလည်းမပါမဖြစ်ပေါ့လဲအမားတွေနဲ့စကားပြောလိုက်စားလိုက်နဲ့ပဲဘလို့ကုံဝမှမသိဘူးကုံဝပြီးတော့ပဲတပုံမရက်လိုက်ရဘူးပေါ့နော်အဲ့ဒါနဲ့ပဲနောက်တစ်ဆန်ကိုသွားမယ်ဆိုပြီးတော့ MPK Center ကနေပြီးတော့အပြင်ကိုထွက်လိုက်ပါတယ်အပြင်ကိုထွက်ပြီးတော့နောက်တစ်ဆိုင်သွားဖို့ထပ်တူပေါ့နော်လမ်းလျှောက်ပြီးတော့သွားမယ်ဆိုပြီးတော့ပတ်ရိုက်သေးပါတယ်နောက်တစ်ဆိုင်ကတော့ Bradunan ထဲမှာရှိတဲ့ Mandalay Food House ဆိုတဲ့ဆိုင်လေးပါရှင်အဲ့ဒီမှာကလေဝတ်သားတူတူလေးလည်းရတယ်လို့မြန်မာစားစာလေးလည်းရပါတယ်ဝတ်သားတူတူကတော့ထပ်တူသွားတော့နည်းနည်းနောက်ကျနေပြီဖြစ်တဲ့အတွက်ကုန်တော့မယ်ပေါ့နော်သူကလေအရန်ရောင်းရတယ်ပေါ့နော်သူဆိုင်မှာဆိုရင်တော်တော်များများလည်းလာစားကြတယ်အဲ့ဒါနဲ့ menu လေးကိုကြည့်လိုက်တယ်ကြည့်တဲ့အချိန်မှာဘာစားမှမသိတာနဲ့အွန်ခေါက်ဆွဲလေးစားလိုက်ပါတယ် Oh very goodလဲအရင်နေပူဆန်သွားတယ်ပေါ့နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ထက်ရဲ့နောက်ဘလော့လေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါသေးတယ်ထက် page လေးကိုလည်း like and follow လုပ်ဖို့မမေ့ပါနဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်တတာ